ရွှေကူကြီးဖျားရဲ့အေးဆက်တဲ့ကြောက်ကြမ်းပြင်ပေါ်မှာအလောင်းစီသူမင်းကြီးကနိုးထလိုက်ခဲ့တယ်သူ့ကိုပြုစုဖို့ဘသူမှမရှိပဲအမှောင်ထုတာဖုံးလွှမ်းနေတာကိုတွေ့လိုက်ရတဲ့အခါမင်းကြီးရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေပြင်းနေသွားပါတော့တယ်မင်းကြီးဟာသူ့ရဲ့အချွေအရန်တွေကိုခေါ်ပြီးမဲ့ဘသူမှပြန်မထူးခဲ့ပါဘူးသူဟာအကျဉ်းချနေတာကိုသိလိုက်ရပြီးအထီးကျန်စွာနဲ့ငိုကြွေးနေခဲ့တယ်သူ့ရဲ့မျက်လုံးတွေထဲမှာအကြောက်တရားတွေကအထင်သာပေါ်လွင်လူနေပါတယ်နရတူကတော့နန်းတော်ထဲမှာသူ့ရဲ့သစ္စာခံတွေနဲ့အတူမင်းကြီးကိုဘလို့နီးနဲ့အဆုံးစီရင်မလဲဆိုတာကိုကြံစီနေပါတယ်။သူဟာဖခင်အရင်ကိုတတ်ဖို့အတွက်သူ့အီနဲ့အကွက်ချနေပါတော့တယ်ညနဲ့လာတဲ့အခါနရတူဟာသူ့ရဲ့သစ္စာခံတွေကိုခေါ်ပြီးရွှေကူကြီးဖျားစီကိုထွက်ခွာလာခဲ့တယ်သူ့မျက်နှာမှာရက်ဆက်တဲ့အရိပ်အယောင်တွေပေါ်လွင်နေပြီးသူဟာဖခင်ကိုတတ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီနရတူဟာဖျားကူထဲကိုဝင်လာပြီးမင်းကြီးရဲ့ရှေ့မှာရပ်လိုက်တယ်မင်းကြီးဟာသူ့သားကိုမြင်လိုက်ရတဲ့အခါဝမ်းသာသွားပြီးမဲ့နာရတူရဲ့ရက်ဆက်တဲ့မျက်လုံးတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျောလင်းချက်တွေပြတ်သုံးသွားပါတော့တယ်နရတူဟာမင်းကြီးကိုထီးနှန်းကိုငါ့ကိုပေးအပ်ပါလို့တောင်းဆိုလိုက်တယ်မင်းကြီးကသူ့သားရဲ့ရဲစက်မှုကိုမြင်လိုက်ရတဲ့အခါညှင်းဆန်လိုက်ပြီမဲ့နရတူကတော့မင်းကြီးကိုဓာမိုးပြီးအတိတ်အဓမ္မတောင်းဆိုနေပါတော့တယ်မင်းကြီးဟာသူ့သားရဲ့ရဲစက်မှုကိုမြင်လိုက်ရတဲ့အခါငါ့ကိုတက်ချင်ဝင်တက်ပါဒါပေမဲ့ထီးနှန်းကိုတော့မဲလို့ရက်စက်တဲ့သူကိုမပေးနိုင်ဘူးလို့ပြောလိုက်တယ်မင်းကြီးရဲ့နောက်ဆုံးစကားကနရတူကိုပိုးပြီးဒေါသထွက်စီပါတော့တယ်ဒေါသထွက်ပြီးမင်းကြီးကိုအိယာခင်းနဲ့ဖိတက်လိုက်တယ်မင်းကြီးကသူ့သားရဲ့ရက်စက်မှုကိုခံစားရင်အသက်ဖြတ်သုံးသွားပါတော့တယ်ရွှေကူကြီးဖျားရဲ့ကြောက်နေရနေကြမှာမင်းကြီးရဲ့နောက်ဆုံးအသက်ရှူတဲ့ကဟိတ်ထွက်သွားပါတော့တယ်နရတူကမင်းကြီးကိုတတ်ပြီးတော့အိယာကင်းကိုကြည့်ကကျင်းနဲ့စွာပြုံးလိုက်တယ်သူ့ရဲ့အရေးခါဖျားနိုင်ရန်ပေါ်မှာကြီးမားစွာပုံနေပြီသူဟာဖခင်ကိုတတ်ပြီးနန်းလို့ဖို့ပထမခြေလမ်းကိုအောင်မြင်စွာလှမ်းလိုက်ပါပြီဒီနေရာမှာတော့အလောင်းဖီတူမင်းကြီးဟာဖျားကူထဲမှာသူ့သားအရင်ရဲ့ရက်ဆက်ဖို့ကိုခံစားရင်အသက်ပြတ်သုံးသွားပါတော့တယ်နောက်တနေ့မနက်မှာဘာလို့ဆက်ဖြစ်မလဲဆိုတာအပိုင်3မှာဆက်လက်ဆောင်ပြောပေးပါဦး